နိုင်ငံတော်ဝန်မှာတနက်တန်တီကြားနေရတဲ့ကြားကဒလတိုက်တိုက်ကျင်းပခဲ့တဲ့မြန်မာနိုင်ငံရဲ့ထူးခြားဆန်းပြတဲ့ရွေးကောက်ပွဲကြီးဒီနေ့ပဲပြီးဆုံးသွားပါပြီ။ရလက်ကတော့လူတိုင်းခံမှန်းထားသလိုပါပဲ။ဒါပေမဲ့နိုင်ငံတကာကဘာကြောင့်ဒီရွေးကောက်ပွဲကိုပြတ်ဆက်လို့ခေါ်နေကြတာလဲ။တရုတ်နိုင်ငံကတော့ဘာကြောင့်ထောက်ခံနေတာလဲ။အဖြေတွေကိုသိဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါ။ရလက်တွေကတော့ရှင်းပါတယ်။စစ်ကောင်စီကြောထောက်နောက်ခံပြုထားတဲ့ USDP ပါတီဟာအပြတ်အသတ်နိုင်ပွဲရဖို့ရှိနေပါတယ်။အောက်လို့တော့209နေရာမှာ193နေရာအထိသိမ်းပိုင်ထားတယ်လို့သတင်းတွေကဆိုပါတယ်။ဒါပေမဲ့မေးရရှိတာကတကယ်ပဲပြည်သူတွေရဲ့စံတအမှန်လား။မဲပိတ်သူ55ရာခိုင်နှုန်းပဲရှိခဲ့တာဟာအရင်ရွေးကောက်ပွဲတွေနဲ့ရှင်းရင်တိတိတသာနဲပါသွားတာပါ။ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေမှာမဲယုံတွေဖွင့်ခဲ့ပေမဲ့နိုင်ငံရဲ့3ပုံ3ပုံလောက်မှာတော့တိုက်ပွဲတွေကြောင့်မဲပေးခွင့်တောင်မရခဲ့ပါဘူး။အဓိကအတိုက်ခံပါတီ NLD ကိုလည်းဖျက်သိမ်းထားတဲ့အတွက်ဒါဟာတစ်ဖက်သက်ပွဲကြီးဖြစ်နေပါတယ်။ UN နဲ့အနောက်နိုင်ငံတွေကတော့ဒါကို sham election ဟန်ဒီယာရွေးကောက်ပွဲလို့တစိတ်ကပ်ပြီးဘဲချလိုက်ပါပြီ။ဒါပေမဲ့မြန်မာအိမ်နီးချင်းတရုတ်နိုင်ငံကတော့ဒါဟာတည်ငြိမ်ရေးအတွက်အကောင်းဆုံးလမ်းကြောင်းပါဆိုပြီးဂုဏ်ပြုဖို့ပြင်းနေပါတယ်။ကဲအခုလိုထူးဆန်းတဲ့ရွေးကောက်ပွဲပေါ်ပရိသတ်ကြီးကဘာပြောချင်လဲ။မဲသွားပေးခဲ့တဲ့သူတွေရှိလား။အောက်က comment မှာပွင့်ပွင့်လင်းလင်းရေးပေးသွားကြပါ။ဒီဗီဒီယိုကအချက်အလက်တွေကတင်းအတွက်ထူးခြားတယ်လို့ခံစားရရင် share ပေးဖို့နဲ့ကျွန်တော်တို့ရဲ့ Amazing News Channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။မြန်မာပြည်သူပြည်သားအလုံးဘေးအန္တရာယ်ကင်းဝေးပြီးစစ်မှန်တဲ့ဒီမိုကရေစီရဲ့အရာတော်ကိုအမြန်ဆုံးခံစားနိုင်ကြပါစေလို့ Amazing News ကဆုတောင်းပေးလိုက်ပါတယ်။နောက်ထပ် Amazing ဖြစ်မဲ့သတင်းတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ။